အားလုံးပဲမင်္ဂလာပါဒေါက်တာလီလီဘေ့ချ်မှကြိုဆိုပါရစေ။ရင်ဘတ်အောင်နေဆိုတာကပေါ့ဆလို့မသိတဲ့ယောဂလက္ခဏာတစ်မျိုးပဲဖြစ်ပါတယ်။နှလုံးဖောက်တာအဆုတ်ယောဂခံစားနေရတာနှလုံးနံရံများရောင်ရမ်းတာစတဲ့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကိုခံစားရတဲ့အခါမှာလည်းဘယ်ဘက်ရင်ဘတ်အောင်ခြင်းကိုခံစားရလိမ့်ရှိကြပါတယ်။ဒါကြောင့်ဘယ်ဘက်ရင်ဘတ်အောင်ခြင်းကိုဖြစ်ပွားစေနိုင်တဲ့အကြောင်းအရင်းတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်။ပထမဆုံးအချက်အနေနဲ့ကတော့အစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာယောဂများခံစားနေရခြင်းကြောင့်မို့လို့ဖြစ်နိုင်ပါတယ်။ acid ပြန်တက်ခြင်းနဲ့အစာအိမ်အချင်ပြန်တက်ခြင်းစတဲ့ဝေဒနာတွေခံစားရတဲ့အခါမှာလည်းဘယ်ဘက်ရင်ဘတ်အောင်ခြင်းကိုခံစားရလိမ့်ရှိကြပါတယ်။ဒီယောဂတွေကိုခံစားရတဲ့အခါမှာအစာအိမ်ထဲက acid တွေကအစာပြုံအတွင်းပြန်တက်ခြင်းကိုခံစားရမှာဖြစ်ပြီးတော့ရင်ဘတ်အောင်တာအစာမျိုးရခက်ခဲတာပါးစပ်အတွင်းထဲမှာအချင်တက်ကိုခံစားနေရတာစတဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့အစာမျိုးပြုံပေါက်ခြင်းကြောင့်မို့လို့လည်းဖြစ်နိုင်ပါတယ်။အစာမျိုးပြုံပေါက်တယ်ဆိုတာကတော့ပါးစပ်နဲ့အစာအိမ်ကိုချိတ်ဆက်ထားတဲ့အစာမျိုးပြုံဆုပ်ပြဲသွားခြင်းကြောင့်မို့လို့ခံစားရလိမ့်ရှိတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။အစာမျိုးပြုံပေါက်တာကိုခံစားရတဲ့အခါမှာပါးစပ်ကနေပြီးတော့ဝင်ရောက်လာတဲ့အစာတွေရေတွေအနေနဲ့အစာအိမ်အတွင်းထဲကိုဝင်ရောက်သွားမှာမဟုတ်ဘဲနဲ့ရင်ဘတ်နဲ့အဆုပ်အတွင်းထဲကိုဝင်ရောက်သွားခြင်းကိုဖြစ်ပွားစေမှာဖြစ်ပါတယ်။အစာမျိုးပြုံပေါက်ခြင်းကြောင့်မို့လို့အသက်ရှူမြန်တာဘယ်ဘက်ရင်ဘတ်အောင်တာဖျားနာတာမူးဝေတာသွေးအန်တာစတဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့အယိုးနဲ့ကြွက်သားမှာထိခိုက်ဒဏ်ရာရတာကြောင့်မို့လို့ဖြစ်နိုင်ပါတယ်။ရင်ဘတ်မှာရှိနေတဲ့အယိုးတွေတစ်ရှူးတွေကိုထိခိုက်စေနိုင်တဲ့အကြောင်းရင်းပေါင်းများစွာရှိပါတယ်။ရင်တိုက်မှုဖြစ်တာအကျိတ်ဖြစ်တာနံရိုးကျိုးတာနံရိုးထိပ်ကအယိုးနုတွေရောင်ရမ်းတာစတဲ့အကြောင်းအရင်းတွေကတော့အယိုးနဲ့ကြွက်သားမှာထိခိုက်ဒဏ်ရာရခြင်းကိုအဓိကဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။တကယ်လို့အကြောင်းအရင်းအမျိုးမျိုးကြောင့်မို့လို့ရင်ဘတ်ပတ်လေအယိုးနဲ့ကြွက်သားမှာထိခိုက်ဒဏ်ရာရခြင်းကိုခံစားရတဲ့အခါမှာဒဏ်ရာအနီးတစ်ဝိုက်ရောင်ရမ်းတာအသက်ရှူတဲ့အချိန်မှာနာကျင်တာဘယ်ဘက်ရင်ဘတ်အောင်တာစတဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့နှလုံးအမေးပါးရောင်ခြင်းကြောင့်မို့လို့လည်းဖြစ်နိုင်ပါတယ်။နှလုံးအမေးပါးရောင်နေဆိုတာကတော့နှလုံးကိုထိန်းထားတဲ့ဘေးပပတ်လေကနေပြီးတော့တစ်ရှူးတွေရောင်ရမ်းခြင်းကြောင့်မို့လို့ခံစားရလိမ့်ရှိတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။နှလုံးအမေးပါးရောင်ရမ်းခြင်းကိုခံစားရတဲ့အခါမှာချောင်းဆိုးတာမောပန်းနွမ်းနေတာနှလုံးခုန်မြန်တာခြေလက်များရောင်ရမ်းတာဖျားနာတာအသက်ရှူတဲ့အချိန်မှာရင်ဘတ်အောင်တာအသက်ရှူမဝတာစတဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့အဆုတ်အမေးရောင်ယောဂကြောင့်မို့လို့လည်းဖြစ်နိုင်ပါတယ်။အဆုတ်အမေးရောင်တဲ့ယောဂဆိုတာကတော့အဆုတ်နဲ့ရင်ဘတ်နံရံကိုခွဲခြားပေးထားတဲ့တစ်ရှူးအလွှာရောင်ရမ်းခြင်းကြောင့်မို့လို့ခံစားရလိမ့်ရှိတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။အဆုတ်အမေးရောင်ယောဂကိုခံစားရတဲ့အခါမှာချောင်းဆိုးတာပခုံးတစ်ဝိုက်ကနာကျင်တာအသက်ရှူမဝတာရင်ဘတ်အောင်တာစတဲ့ဝေဒနာတွေကိုခံစားရမှာဖြစ်ပါတယ်။ဒါလို့ဆိုရင်တော့ဘာကြောင့်ဘယ်ဘက်ရင်ဘတ်အောင်တာလဲဆိုတာကိုသိသွားလိမ့်မယ်လို့ထင်ပါတယ်။ဘယ်ဘက်ရင်ဘတ်အောင်တာကအသက်အန္တရာယ်ရှိနိုင်တာမို့လို့တေချာဂယူးဆိုင်ကုသပါလို့လည်းအကြံပြုပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်စုံတရာရရှိတယ်ဆိုရင်လည်း page လေးကို like and follow လေးပြုလုပ်ပေးပါအောင်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။